တရုတ်ပြည်မှာဆွေးနွေးကြရဲဆွေးနွေးကြအဆင်မပြေကြဘူးဆိုတဲ့သဘောတွေ့ရတယ်ပေါ့နော်ဆင်ပြေရောက်တော့ NASA ကတောင်းဆိုချက်ကို TNL ကမလိုက်ရောနိုင်ဘူးဆိုတဲ့ပုံဖြစ်တော့ okay မလိုက်ရောဆိုရင်တော့ရတယ်မလိုက်ရောဆိုရင်ရတယ်ပေါ့ဗျာအဲ့တော့နောက်6လsorry နောက်ဩဂုတ်လကြာရင်ပေါ့ဩဂုတ်လကြာရင်ထပ်ဆွေးနွေးကြတာပေါ့ဆိုပြီးတော့ဒါဆွေးနွေးပွဲနောက်နေ့ရက်နဲ့ရပ်သွားတယ်ပေါ့ဆိုတော့သဘောတူညီမှုတစုံတည်းကြီးမှမရဘူးလို့တော့သူတို့ကပြောတာပဲဒါပေမဲ့ကျွန်တော်တို့နားလည်အောင်လွယ်အောင်ပြောရရင်တော့အစကတည်းကမိုးကုတ်မိုးမိတ်နောင်ချိုကြောင်မဲတီဘောကပလောင်နယ်မြေမဟုတ်ခဲ့ဘူးပလောင်နယ်ကနမ်ဆမ်နမ်မတူတီနမ်ဆမ်နန်တုံအဲ့ဘက်ဒီပဲသူကသူ့ရဲ့ဟိုဟာတွေပဲဖြစ်တယ်သူ့အတွက်ပလောင်နယ်မြေတက်တက်ရှိပြီးသားအဲသူပလောင်နယ်မြေကိုသူကကြော်ပြီးတော့သူများပိုင်တဲ့နယ်မြေပါသူကကျူးတာကတော့ကျူးကြော်ပါပဲအချိန်တိုင်းတော့အေရှင်လိုင်းဖယ်ပေးရတာပဲเนาะအဲဆိုတော့ကျူးကြော်လို့ပဲအေရှင်လိုင်းဖယ်ပေးရတယ်အေရှင်ကခွေးလိုဝက်လို့မောင်းထုတ်ပလို့ခွေးတွေနွားတွေမောင်းထုတ်ပလိုက်မလားဆိုလာဒါမှမကောင်းမလူနှင်မလားတော့စောင့်ကြည့်ပါဗျာเนาะဆိုတော့တရိတ်ဆန်တကောင်လုံးနှင်မခံချင်တော့ဒါကိုယ့်ကိုနောက်ဆုတ်ပေးရမှာပေါ့တရိတ်ဆန်တကောင်လုံးနှင်မခံဘူးအနေမခံငါတို့ချမယ်ကွာပြန်ချမယ်ဆိုချရလဲချပေါ့အသေးတိုက်မယ်ဆိုတိုက်ကြပေါ့ဒါပဲရှိတာပဲပလောင်နေနဲ့ဘလောက်သွေးကောင်းလဲပေါ့ဒါကစမ်းကြည့်အောင်ပေါ့ဘလောက်ရေးရှိတောင့်တိုက်နိုင်လဲဒါပဲကြည့်ရတော့ဗောနော်ဘလောက်ထိတတ်ရှိတိုက်နိုင်လဲနော်အဲ့တော့ကြည့်ကြတာပေါ့ဒီလိုပဲကျွန်တော်တို့ပြောချင်တယ်ဘာလို့ဆိုတော့ဒီလိုဆက်တိုက်ဒီလိုပလောင်နေမျိုးပြုတ်သွားရုံပဲဖတ်တယ်မှာနောက်ဆုံးမှာဆုံးသက်မှာပလောင်နေပဲဇက်သိမ်းမှာဘာကြောင့်ဆိုတော့စစ်လက်နဲ့အင်အားရဖြစ်ဖြစ်နော်ဟိုလူအင်အားရဖြစ်ဖြစ်ပလောင်နေမှာအကတ်သက်ရှိတယ်ဒါပေမဲ့တက်မှာတော့လက်နက်အင်အားတွေအများကြီးရှိတယ်ထုလို့ရတယ်အများကြီးရှိတယ်ဆိုတော့တကယ်နိုင်ရင်ပလောင်မဲ့နာမှာကျွန်တော်တို့ကဒါကိုကြိုမြင်ထားပြီးတယ်ဒါကြောင့်ပွင့်လည်းပြောရင်တော့ခုချိန်မှာမောင်ခေါ်တော့ပြာထူတာအကောင်းဆုံးပဲကျွန်တော်ဒီလိုပဲမြင်တယ်เนาะအဲ့တော့sorry ဒီပလောင်နေနေတဲ့ကကိုကတော်တော်လေးတို့မှာဘာလို့မှမသိတော့ဖြစ်နေတဲ့သဘောတော့ယူဆတယ်ဆိုတော့တက်တဲ့စံပဲဒီမနေ့ကမေလ2ရက်နေနဲ့တနေ့ကမေလ1ရက်နေမှာ2ရက်စရိုက်တက်ကလေနဲ့ဘုံကျဲပြတယ်ဘုံကျဲပြတော့မင်းတို့သဘောမတူโอเคဒါဆိုတော့မင်းတို့တလုံးစားကြည့်အောင်ဆိုတလုံးကျွေးလိုက်တဲ့သဘောပေါ့နော်ဆိုတော့ပြောရင်တော့ဒီနေ့မေလ3ရက်နေ့မနေ့ပိုင်းမှာ9နာရီလောက်မှာနော်မိုးကုတ်မြို့ဘုံကျဲတယ်မိုးကုတ်မြို့ကနေရာတစ်ခုပေါ့နော်အဲ့နေရာဘုံကျဲပလိုက်တယ်မိုးကုတ်မြို့ကနေရာတစ်ခုဘုံကျဲပလိုက်တော့အခုတည့်ရတိုင်းပဲကတဲ့ရက်ကိုကျဲလိုက်တော့အဲ့ကတဲ့ရက်မှာရှိတဲ့ဟွာတွေရသားတွေလို့သူတို့ကပြောတယ်ကတဲ့ရက်ထဲမှာဝင်နေတဲ့ပလောင်တွေလည်းထိကြိုက်ကုန်တယ်ပြောရင်တော့ဒီကောင်တွေကသူတို့ကသာပြောမယ်အရသားတွေလို့ပြောနေပြီပဲတကယ်တော့ကျတော့ပွင့်လည်းပြောရင်တော့ပလောင်တွေထိတာပေါ့ပလောင်တွေပုံများဆုံးထိတယ်ဘာလို့ဆိုတော့သူတို့ဒီမှာရှိနေတယ်ဆိုတော့သတင်းပေးတဲ့လူတွေရှိပြီးသားရှိတဲ့ခါကျတော့သူတို့ကဒီလိုရှိတဲ့ခါကျတော့သူတို့ကလည်းပွင့်လည်းပြောရင်ဒီလိုပလောင်တွေရှိတဲ့နေရာကိုသတင်းပေးတာတွေသိလို့ဒါကြောင့်လည်းသူတို့ Starlink တွေပါပိတ်တယ်ခင်ဗျားတို့သိရတယ် Starlink တွေပိတ်တာတွေလုပ်တယ် internet တွေပိတ်တာတွေလုပ်ရတယ်ဒါပေမဲ့ဘယ်လိုပိတ်ဒီသတင်းပေးတဲ့လူကရှိပြီးသားနေမြေမှာတော့ရှိပြီးသားဆိုတော့ဒီသတင်းတွေကရောက်လာတယ်ပြီးတော့တက်ကကောင်းကင်လင်းရင်းနဲ့ပြန်တန်းပြီးကြည့်ပြီးတော့သူက drone တွေနဲ့သူကပြန်ပြီးတော့ကောင်းကင်ပြန်ကြည့်တယ်ဘယ်နေရာမှာပါရှိရဆိုတော့ပြီးတော့ဂျိုလူကကြည့်တယ်စောင့်ကြည့်တယ်ရှိတယ်ဒါကြောင့်မလို့ဒီကောင်တွေဘယ်နေရာလှုပ်ရှားဆိုတာသိတာပေါ့သိတော့အဲ့တော့တက်ကထုတယ်တော့ဟိုသူတို့ကအထိနာတော့ပလောင်ထိနာဒါပေမဲ့အထိနာတဲ့ခါကျသူတို့ကအော်တယ်ပေါ့စစ်တပ်ကပြည်သူလူထုရှိတဲ့နေရာတွေဘုံတွေကျဲပါတယ်ပေါ့အော်တာပေါ့ဒါပေမဲ့တကယ်ကျတော့ပြည်သူလူထုရှိတဲ့နေရာကိုကျဲသလားသူတို့ရှိတဲ့နေရာကိုကျဲသလားဆိုတာနေမြေမှာတကယ်နေတဲ့ပြည်သူတွေသိတယ်နေမြေတကယ်နေတဲ့လူပြည်သူတွေသိတယ်သူတို့ကသာပြည်သူတွေကြားထဲကိုစိတ်ဝင်ပြန့်နှံ့ပြီးတော့ရောထွေးနေထိုင်တာတကယ်တမ်းသူတို့သာတတိသိရှိရင်တီးခြားကျွန်တော်ခဏပြောတယ်သူတို့သာတကယ်တမ်းသွေးရှိရင်မြို့ထဲမှာစိတ်ဝင်မနေဘဲနဲ့မြို့ပြင်မှာသူယာယီစခန်းတွေဆောက်ပြီးတော့အဲ့ဒီမှာနေရအုံနေချင်းနဲ့အလုံးလိုက်ပြုံးလိုက်နေလိုက်ပေါ့နေရမှာဒါပေမဲ့သူတို့အဲ့လိုမနေရဘူးဘာကြောင့်မနေရသူတို့ကြောက်တယ်လေရင်နဲ့လာထိထုတစ်ချက်တည်းဆိုသူသိတယ်အဲ့ကြောင့်ဘာလို့ဆိုတော့ပြည်သူတွေကိုဘာလို့ဆိုပြည်သူတွေသူကလူသားတိုင်းလိုကားတဲ့အနေနဲ့ပြည်သူတွေကြားထဲဝင်နေတယ်ပလောင်တွေကပြည်သူတွေလူသားတိုင်းလိုသဘောထားပြီးတော့လူတွေကြားထဲဝင်နေတယ်အဲ့တက်ကပြစ်တဲ့ခါကျတော့ပြည်သူတွေပြစ်ပါတယ်လို့သူကအော်လို့ရအောင်လို့လူသားတိုင်းလုပ်တယ်ဟိုကပြည်သူတွေကိုအဲ့ဒါပဲသဘောအခုတော့မိုးကုတ်ကိုဒီနေ့မနေ့9နာရီတက်ကလေနဲ့ဘုံကျဲတယ်ဒီကတဲ့ရက်ကိုကျဲလိုက်တယ်ထိခိုက်တယ်ကြားရှိမှုရှိတယ်လို့သိရတယ်ဆိုတော့ဒီနေ့လားဆိုတော့မနေ့ကမေလ2ရက်နေ့ညပိုင်းရလဲည7နာရီကြော်ပေါ့ဗျာ7နာရီနီးပါးပတ်ချလဲမှာ7ခွဲနဲ့7ကြားပေါ့အဲ့ဒီအချိန်လောက်မှာပဲမိုးကုတ်မြို့အနောက်ဘက်ခြမ်းကိုစစ်တပ်ကလေနဲ့ပုံကျဲသွားတယ်ညဘက်ကြီးအော်တွေတွေ့တော့အိတ်ကောင်းတဲ့အချိန်ပေါ့ကျဲပလိုက်တော့ဘာမှမတတ်နိုင်ဘူးမိုးကုတ်ကို2ချိန်တိကျဲပြလိုက်တယ်ပြောရင်တော့2ချိန်တိကျဲပြတော့2ရက်စတိုက်မိုးကုတ်ကိုနေရာ2ခုခွဲပြီးကျဲပြလိုက်တော့အဲ့တော့ဘယ်လိုလာမလဲဆိုတော့ပလောင်နေဘက်ကတော့ဘာပြောမလို့ဘလို့လာမစောင့်ကြည့်ကြတာပေါ့နော်နောက်တစ်ခုကဒီလိုပဲမိုးကုတ်မြို့ရဲ့အနောက်ပိုင်းသစ်စိန်ကုန်းနဲ့ကြောက်ပုတ်ရွာကြားကိုလည်းတခါပြီးခဲ့တဲ့ဧပြီလ30ရက်နေ့တခါကျဲတယ်ပြောရရင်တော့3ရက်စတိုက်ကျဲတယ်ဖြစ်သွားနော်3ရက်စတိုက်ကျဲတယ်လို့ဖြစ်သွားတယ်ဒီလိုပဲဟိုပြောရရင်နောင်ချိုဘက်ကိုလည်းမေလ1ရက်နေ့ညနေပိုင်းကကျဲတယ်နောင်ချိုမြို့နယ်လုံခံကျေးရွာဆိုတဲ့ရွာအဲ့ရွာကိုကျဲတယ်ဆိုတော့ပြောရရင်တော့တက်ကလေနဲ့တောက်လျှောက်ဟို TNL ရဲ့နယ်မြေတွေကို TNL တွေကြီးစိုးလာတဲ့နယ်မြေတွေကိုတက်ကလေနဲ့ဘုံကျဲပလိုက်တယ်ဒါကြီးလုပ်တယ်အဲ့တော့ TNL ဘက်ကဒီဘုံကျဲခံမှုတွေတောက်လျှောက်များလာတဲ့က TNL ဘက်ကလည်းသူစဉ်းစားရမှာပဲသူ့အနေနဲ့တကယ်တမ်း
ကိုရတဲ့ရလိုက်တာတဲ့ပုံမယူပဲနဲ့ပြည်သူလူထုလည်းစာနာထောက်ထားမယ်သူနေမြေဒေသပြည်သူလူထုလည်းစာနာထောက်ထားပြီးတော့ကိုရတဲ့ရလိုက်တဲ့ပုံရတဲ့ရလိုက်တာတဲ့ပုံမယူဘူးလို့ဆိုတဲ့စိတ်ဓာတ်မျိုးရှိမယ်ဆိုရင်တော့သူနောက်ပြန်ဆော့ရလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့သူကကျူးကျော်ထားမယ်ဆိုရင်ပေါ့ဒါကျူးကျော်တာပေါ့နေမြေကျူးကျော်တာလို့ခေါ်တာပေါ့နေမြေကျူးကျော်ထားမယ်ဆိုရင်တော့တေချာတာကဒီလေနဲ့ပုံကျက်တာလာမယ်စစ်ကြောင်းတွေကအောက်ကတဖြည်းဖြည်းတက်လာတာလာလိမ့်မယ်အားလုံးပေါက်ဆက်သွားတဲ့ခါကျရင်တနေ့မှာပလောင်တွေတဖြည်းဖြည်းနဲ့ဟိုတော်တော်လေးမျိုးပြုတ်လူမှုတက်ဖြစ်သွားနိုင်တယ်ဘာလို့ဒါကပလောင်တွေအတွက်ကနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့သူတို့အတွက်စဉ်းစားကြရအများကြီးဖြစ်လာလိမ့်မယ်ပလောင်ကောင်းဆောင်တွေနဲ့နော်စဉ်းစားရဖြစ်လာလိမ့်မယ်ဒါတွေရောက်တော့အဲ့တော့ပလောင်တွေကအခုမနက်ဖြန်ဆိုရင် TNL အုပ်စုကမနက်ဖြန်ဆိုရင်သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ပြောတယ်မနက်ဖြန်၄ရက်နေ့မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်တဲ့မနက်10:00 နာရီလောက်မှာအဲ့ဒါဘာလို့ဆိုမီဒီယာတွေတွေ့ဘယ်မီဒီယာဆိုသူတို့မေးပေါ့နော်သတင်းမေးလို့ရပါတယ်ဆိုမျိုးသူကထုတ်ထားတယ်ကျွန်တော်လည်းအဲ့ဒါကြည့်ပြီးတော့ဟိုဘာပြောမှမသိဖြစ်တာပေါ့ဗျာပလောင်ကသူသတင်းစာရှင်းလင်းပွဲဖိတ်ကြားခြင်းဆိုပြီးတော့လှုပ်ထားတွေ့ရတယ်ပလောင်ကိစ္စပလောင်ကလက်ရှိဖြစ်နေတဲ့နိုင်ငံရေးစီးရေးချီတွေကိုတဲ့နိုင်ငံရေးစီးရေးချီနဲ့အေပီတလာတာလှုပ်ရှားမှုချီတွေကိုတဲ့ online နေသတင်းစာရှင်းလင်းပွဲလုပ်သွားဖြစ်တယ်တဲ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းမှာကဖြည့်မှာဘူဝီတာပန်လာနဲ့လွေးရီဦးဆိုပြီးခဲ့တဲ့ရပိုင်းမှာမင်္ဂလာဆောင်သွားရထင်ပါတယ်လွေးရီဦးဆိုမင်္ဂလာပြီးခဲ့ဝင်လာမင်္ဂလာဆောင်သွားတဲ့ဟိုပလောင်ပြိုးသမီးပေါ့အဲသူပြောကြရတာပေါ့ကသူကနေပြီးတော့ရှင်းလင်းသူတို့တွေကပေါ့ရှင်းလင်းပွဲလုပ်မယ်၄ရက်နေမနဲ့10 နာရီတဲ့အဲ့တော့ဒီပွဲကိုတရားဝင်မီဒီယာတွေနဲ့ဒီသူ့ရဲ့ပြောရင်တော့သူတို့ရှိကိုဆက်သွယ်ပါဗျာနော်ဒီနေ့မေလ3ရက်ညနေ6နာရီတိုင်းဆက်သွယ်ပေးဖို့ပါတယ်ဆိုတော့ကျွန်တော်တို့ကတော့ပွင့်လင်းပြောရင်တော့ကျွန်တော်တို့ NP News အနေနဲ့ the statement NP News အနေနဲ့ကဆက်သွယ်ထားတယ် email နဲ့ဆက်သွယ်တယ်သူတို့ရဲ့ပို့ပေးထားတယ်သူတို့ပေးထားတဲ့ဟိုကနေဆက်သွယ်တယ်သူတို့ပေးထားတဲ့ signal telegram တွေကနေကျွန်တော်တို့ဆက်သွယ်တယ်နောက်သူတို့ပေးထားတဲ့ email တွေကျွန်တော်တို့ဆက်သွယ်ထားတယ်ကျွန်တော်ရှိကသတင်းဌာနရဲ့တာဝန်ခံတယောက်တက်လိမ့်မယ်တက်ပြီးမိကုန်းနေမေးလိမ့်မယ်ပွင့်လင်းပြောမိကုန်းရမေးမှာရောရမရရင်မမေးဘူးပေါ့တော်ကြဟိုးအရင်တော့ NUG နဲ့ရှင်းလင်းပွဲတော့တုံးရလို့ပေါ့မိကုန်းကိုမရလိုက်ဘူးသူ့လူနဲ့သူကြီးမေးသွားတာတခါတည်းမိကုန်းကျွန်တော်မှငုတ်တို့ထိုင်ကြည့်နေရတယ်မေးဖို့တော့မှအချိန်မရလိုက်ဘူးသူ့လူသူတယောက်ပြီးတော့ဆွတ်ထုတ်သွားတာအဲ့လိုအမြဖြစ်နေမလားမသိဘူးအခုပလောင်လဲမိကုန်းပေးရင်တော့မေးကိုမေးရမှာပေါ့ပဲအဲ့တော့ထားပါတော့ကျွန်တော်တို့မီဒီယာက NP News statement ကသူမေးခွင့်မပေးဘူးတက်ခွင့်မပေးဘူးဆိုရင်တော့လည်းမတက်ဘူးပေါ့ဗျာဒါရှင်းလေးမေးခွင့်ပေးရင်တော့ကျွန်တော်တို့ကမေးရမှာပဲရှင်းလေးပဲလူတို့ရှင်းမမေးမယ်ပလောင် TNL ရှိနေလို့ပလောင်ပြည်နယ်ပျက်စီးဆုံးရှုံးမှုဖြစ်တယ်လို့ကောက်ချက်ချရင်ဆွရင်ခင်ဗျားတို့ဘာပြောမလဲအဲ့လိုပဲမေးတော့မှာအဲ့တော့ပလောင်ပြည်နယ်တည်ငြိမ်အေးချမ်းဖို့ကပလောင်လက်နက်ကိုင်မရှိမှရမယ်လို့ကျွန်တော်တို့ကယုံကြည်တယ်အဲ့ဒါကိုခင်ဗျားတို့ညင်းမလားလို့ပဲမေးပါခင်ဗျားညင်းကြလားဘာနဲ့ညင်းကြလဲအဲ့တော့ပလောင်ပြည်နယ်ကပလောင်ဒေသကပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ငြိမ်အေးချမ်းရေးပြအောင်လုပ်တာပလောင် TNL လက်နက်ကိုင်အဖွဲ့သားလေးဖြစ်တယ်လို့ကျွန်တော်တို့တခါတည်းတိုင်းပြီးဆွဲတယ်တန်းစီပြောတယ်ဒါတို့ဖြေနိုင်မလားတို့ဘယ်လိုဖြေမလဲဆိုတော့ TNL မရှိခင်ကပလောင်ဒေသကဘယ်လိုနေလဲ TNL ရှိပြီးတော့ဘယ်လိုနေလဲအဲ့ဒါအဖြေပဲနောက်တစ်ခုကဒီ TNL အနေနဲ့တကယ်ပဲဒီစစ်တပ်ကိုအနိုင်တိုက်နိုင်မယ်လို့ကိုယုံကြည်လားတကယ်လည်းနေလားငါလားစစ်ရေးတိုက်မယ်ဆိုရင်ပြည်သူလူရသားကြားထဲမှာမနေပဲတိုက်မှာမနေပဲနဲ့အတိအကျဘာလို့စခန်းမဆောက်ရတာလဲမေးတော့စခန်းဆောက်ရုံးထိုင်ပြီးတော့ TNL ရဲ့ခေါင်းဆောင်တွေတေချာစခန်းဆောက်ရုံးထိုင်ပြီးတော့မြို့တမြို့မှာတေချာရုံးထိုင်ပြီးတော့ငါတို့ဗမာထိုင်းနေပြီဆိုတော့တရားဝင်ကြီးညာရဲလားကျွန်တော်မေးပါဘုံနေပါအဲ့ဒါဘာလို့ဆိုတော့ဒါကျွန်တော်ကသာပြောတော့ပါဗျာစစ်တပ်ကလည်းကျွန်တော်တို့ပြောလဲစစ်တပ်ကလည်းအလကားပါဗျာရှင်းပြောနေပြစ်ဆယ်စီပြစ်တာမှမပြစ်ဘူးရှိတာရှင်းလိုက်သားတို့ဘာလို့ပြစ်တာပြစ်ဖို့ပြောတာမပြစ်ကြဘူးလေလိုက်သားတို့ဘာလို့မဟုတ်ကောင်းနေလိုက်သားတို့မိုင်ဂျာတို့မှာဘောလို့ရှိတာပဲဟိုဂွမ်မော်တို့အုပ်စုတွေရှိတာပဲနော်ဒါပေမဲ့တက်ကတော့မပြစ်ဘူးဘာကြောင့်လဲတော့မသိဘူးဘယ်သူကတားထားလို့လည်းမသိဘူးမပြစ်ကြဘူးခင်ဗျကျွန်တော်တို့မမကန်ခေါင်းဆောင်တွေတေချာတဲ့အပြစ်ခံရကြပြီပြစ်ခံရကြပြီဒါပေမဲ့ထားပါတော့ဒါတွေကတော့နမူနာပြပါတာပေါ့နော်ဆိုတော့တကယ်ဟိုမှာဟိုလိုနေတညာဟုလို့ကောင်းမှုနဲ့တွေ့အဲ့ဟိုတွေအကုန်ကုန်ပြီအဲ့ဒီခေါင်းဆောင်အကုန်အရှင်းခံရကြပြီနော်ဒါပေမဲ့ခက်တာကျွန်တော်တို့ရဲ့ဗိုလ်ချုပ်မှုကြီးကနေတညာဟုမဟုတ်ဘူးလေနော်Israel ခေါင်းဆောင်နေတညာဟုနဲ့ဗိုလ်ချုပ်မှုကြီးနဲ့လားမှမဆိုင်တော့မဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့တော့ဖြစ်တာမဖြစ်နိုင်ဘူးပေါ့လို့မြင်တယ်အဲ့တော့ TNL မြန်မာသတင်းရှင်းလင်းပွဲကဘာတွေရှင်းမလဲတော့မသိဘူးစောင့်ကြည့်ကြအောင်ဗျာဒီကောင်တွေဘာတွေရှင်းမလဲသူတို့ဘက်ကဘာတွေပြောမလဲအခုဒီနေ့နောက်ဆုံးကသူ့အနေထားကဘာလဲဆိုတော့တစ်ပြေးမှာဘေးချက်တွေ့လာလိမ့်မယ်တရုတ်ကလည်းသူ့ကိုပြပေးလိမ့်မယ်ကြာလာရင် KA ကလည်းသူ့မကြည့်တော့ဘူး MND ကလည်းသူနဲ့သိပေါင်းမဟုတ်တော့ဘူးဆိုတော့ဒီဘက်တက်ကလည်းပြပေးလိုက်ရင်သူဟာဂျားမှာညက်ဖို့ပဲရှိတယ်အဲ့တော့သူဂျားညက်မဲ့အနေထားကိုသူမရှင်းနိုင်ဘူးသူ့ကိုသူဖောက်မထွက်နိုင်ဘူးဆိုရင်တော့သိကြတယ်အဲ့ဒီ TNL ကခေါင်းဆောင်ပိုင်းတွေကနောက်ဆုံးမှာအစိုးရတနေ့မှာရှင်းပြရင်တော့ဟိုပေါ်ထင်းလူကြားသူကြားမှာလူလိုမနေရတဲ့ဘဝကိုရောက်သွားလိမ့်မယ်တခိုးချဖို့လိုမျိုးခိုးကြောက်ခိုးဝဲနဲ့ခိုးနာခိုးနေဒီနာခိုးနေနဲ့ဒီလိုနဲ့ပဲဘဝတွေစတဲ့အတွက်တွေကြည့်မယ်စသိမ်းမယ်ဒီလိုပဲဖြစ်မယ်ဒီလိုပဲမြင်ရတယ်ကျွန်တော်ကဆိုအဲ့လိုနဲ့လက်နက်ကင်ဆက်ကမသိမ်းမဲနဲ့လက်နက်ကင်တက်ကနေဖြည်းဖြည်းနဲ့ဘာလို့လဲဆိုတော့ဟိုတဖြည်းတပုံလေးတွေဖြစ်လာမယ်တပုံကနေပြီးဓမြတွေဖြစ်လာမယ်တဖြည်းနဲ့အဲ့လိုဖြစ်သွားဖို့ပဲဖြစ်နိုင်တယ်ဒါတက်ကတဖြည်းနဲ့ပြန်ရှင်းပါပဲဒီသဘောတော့မြင်တယ်အဲ့တော့ပလောင်ရဲ့ရှင်းလင်းချက်ကိုကျွန်တော်နောက်ထောင်ကြည့်မယ်ဒီလိုပဲပြောပြစေနောက်တစ်ခုက
နောက်ဗမော်တိုက်ပွဲလေးပြောရမယ်ဗမော်တိုက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့တစ်ဖက်ကတော့တစ်ဖက် lobby တွေကတော့အားရပါရဗမော်တိုက်ပွဲနဲ့ပတ်သက်အားရပါရပြောနေတာပါပဲအားရပါပြောနေဘယ်လောက်ထိပြောလဲလို့မေးဗမော်တိုက်ပွဲမှာသူတို့ကြီးညာချက်သူတို့ပြောနေတဲ့ပုံစံပြောမယ်နော်ဟိုတစ်ဖက်ကဆန့်ကျင်ဘက်ဖွဲ့စည်းပြောနေတာကသူတို့ဗမော်တိုက်နေတဲ့ KIA နဲ့ဆက်ဆက်ဖွဲ့စည်းတွေပေါ့နော်ဖွဲ့စည်းပြောနေတဲ့ပုံစံဗမော်ကိုတော်လိုင်းရေးအောင်လာလို့ဖို့သိမကြတော့ပါဘူးနောက်ဆုံးစိတ်ရောက်နေပါပြီတဲ့ဗမော်ကိုရောက်တော့မယ်မကြိုင်ဗမော်မျိုးသူတို့ရောက်တော့မယ်ဆိုပြီးတော့ပြောတယ်နော်ဆိုတော့ဗမော်မျိုးတစ်ခုလုံးသူတို့ရောက်တော့မယ်ပေါ့ဗျာနော်သူတို့ပြောတာတော့အမှတ်21စကားက21ပေါ့ဗျာအဲ့ဒါကိုသူတို့ထိုးစစ်အောင်မှာပြိုဆင်းနေပြီတဲ့စကားက21ကထိုးစစ်အောင်ပြိုဆင်းသွားပြီတဲ့ပြိုဆင်းနေပြီဖြစ်ပြီးတော့အချိန်ကြီးကတော့ဒါဘာပြောဟိုသူ KIA ဘက်ကလည်းစိတ်ကြိုက်ထိုးစစ်ဆင်နေလို့မကြိုင်မှာသူတို့ပြိုဆင်းပြီးကြာတော့တယ်ပေါ့နော်စစ်တပ်ကတော့သူတို့လေချောင်းပစ်စရာပဲရှိတော့ကျန်တာဘာမှမရှိတော့အောင်မြေမျိုးမရှိတော့မတိုက်ရတော့ဘူးအဲ့တော့ဗမော်ရဲ့အနေထားကိုသူတို့မကြခင်မှာသိမ့်ပိုင်နိုင်မှုရှိတော့တယ်ဆိုတာမျိုးကိုသူကတစ်ဖက်ကဝါဒဖြန့်နေကြတာတွေ့ရတယ်ဘယ်လောက်ဒီဝါဒဖြန့်လဲဆိုရင်ဗမော်ထိုးစစ်မှာစစ်တပ်ဖွဲ့ဝင်တွေမိသားစုတွေကို KIA ကဖမ်းမိပါတယ်ဆိုတာမျိုးတွေဝါဒဖြန့်တယ်နော်ပြောတော့ဟိုပြောရတော့ဗမော်မျိုးမှာပြည်သူတွေနေမှာဆိုနေထိုင်လို့ရသားတွေကိုစစ်တပ်ကမိသားစုတွေကိုဖမ်းမိပါတယ်စစ်သားတွေကဖမ်းမိပါတယ်ဆိုရေးတယ်ဒီလိုတွေလည်းရေးကြတယ်တစ်ချိန်တည်းမှာသူကမကြခင်မှာသူတို့ဟိုအောင်ပွဲရတော့မယ်ဆိုတဲ့ပုံစံမျိုးဗမော်မျိုးစိတ်တိုက်ပွဲကသိပတ်ဖို့နီးစပ်နေပြီနော်ဖားကန်ကာမိုင်းလိုင်းမှာတိုက်ပွဲတွေဖြစ်ကုန်ပြီမကြခင်ရတော့မယ်တောက်လျှောက်သူတို့တွေကတော့အဲ့ဗမော်ကိုမကြခင်ရတော့မယ်လို့အတကုံကြွေးကြော်နေတယ်ဒါပေမဲ့ခဲတို့မေ့နေတာတခုပြပြအောင်မယ်ဗမော်ကိုတိုက်ဖို့ဆိုတဲ့နေမှာမနစ်ကဒီဇင်ဘာလတည်းစပြီးတိုက်ပွဲပေါ်တယ်ဗမော်မနစ်ကဒီဇင်ဘာစတိုက်တယ် January February March April May 9လရှိသွားတယ်9လကျော်လာပြီပေါ့9လကျော်တဲ့ဒီအဲ့ KIA နဲ့ပူးပေါင်းဖွဲ့တွေကဗမော်တိုက်လို့မရသေးဘူးဒါပေမဲ့သူတို့စိတ်ထဲမှာသူတို့တော့ဗမော်ရပြီရတော့မှာချတော့မှာရတော့မှာအဲ့ဒါကိုပြောလာခဲ့တာစတိုက်တော့လည်းပြောတယ်အလဲမှာလည်းပြောတယ်အခုဆုံးသက်ရခါနီးလည်းပြောတယ်ဒါပေမဲ့ကျွန်တော်တို့သိရသလောက်တော့ KIA အုပ်စုကဗမော်တိုက်တဲ့ခါမှာကြည့်ရတာ KIA ဂွမ်မိုတို့အုပ်စုကရုပ်မာတာအင်ပန်လာတို့အုပ်စုပဲရုပ်မာတာလားတော့မသိဘူးဗမော်တိုက်တဲ့ခါမှာကျွန်တော်တို့သိရသလောက်ဗမော်ဒီဘက်ကနေပြီးတော့ဘယ်ကစစ်တပ်ဖွဲ့လို့ဆိုပြီးခဲ့တဲ့တလလောက်ကဆိုရင်ဒီကျွန်တော်တို့အခုဆိုဒီတပိတ်ချင်းမရိယာစင်ကူဘက်မှာရှိတဲ့မန္တလေး PDF အုပ်စုတွေကဗမော်သွားတက်ကူတယ်သွားကူတဲ့အခါမှာအဲ့ကူတဲ့စစ်ကြောင်းပြန်မလာနိုင်တော့ဘူးသွားကူတဲ့အဲ့ PDF ဖွဲ့ပြန်မလာနိုင်တော့ဘူးဒီဘက်ကိုပြန်မဆင်းနိုင်တော့ဟိုမှာပျောက်သွားတယ်တေးသွားတာလားဘာဖြစ်ကုန်တာလဲမသိဘူးဟိုရောက်သွားကူတဲ့ပျောက်သွားတယ်အဖွဲ့လိုက်ပျောက်သွားပြန်မလာနိုင်တော့ဘူးအဖွဲ့လိုက်ပြန်မလာနိုင်တော့ဘူးဆိုတော့သူတို့ကတော့တော်တော်လေးသူတို့ကိုယ်သူတို့ပြောတော့နိုင်မယ်လို့ပြောနေတာပဲဒါပေမဲ့တစ်ဖက်မှာတော့ဒီသူတို့ဒီဘက်ကစစ်ကူသွားတဲ့အဖွဲ့တော့ပြန်မလာနိုင်တော့ဘူးဖြစ်သွားပြီပြန်မလာနိုင်ဖြစ်သွားပြီအဲ့လာနေချီနေပြီတလားတရတဲ့မဟုတ်ဘူးလာနေချီနေပြီကျွန်တော်သိရသလောက်တလားကြော်ပြီစစ်ကူသွားတာတလားကြော်ပြီစစ်ကူသွားတာအဲ့ဒီဖွဲ့တွေတစ်ဖက်လုံးဆက်သွယ်လည်းမရတော့ဘူးပျောက်လည်းပျောက်သွားပြီတဲ့တစ်ချက်နော်နောက်တစ်ခုကဗမော်တိုက်နေတဲ့ကာလမှာ KIA ကအဲ့ဒီဗမော်တိုက်နေတဲ့ပတ်လဲနာတော်မှာရွာရှိတဲ့လူတွေကိုပြန်ပြီးဆွဲတာအချိန်ပဲလူတွေကိုအကုန်လုံးပေါ်တာဆွဲတာအကုန်စစ်ကြောင်းနဲ့ထက်စစ်တိုင်းထက်တနက်ပြီးတိုက်တော့တက်တိုက်ခိုင်းတာပြောချင်တာတော့ KIA ကသူ့ရဲ့ KIA တပ်သားတွေကိုတုံးရမယ်အစားဒီဗမော်နာတော်မှာရှိတဲ့နော်ဗမော်နာတော်ရှိတဲ့လူငယ်တွေအကုန်လုံးဖမ်းပြီးတော့ပြန်ပြီးဆွဲပြီးတော့ပေါ်တာဆွဲပြီးတော့အကုန်လုံးခါတဲ့တနက်ဆင်ပြီးတော့ချက်ချင်းစစ်တပ်ကိုတိုက်ခိုင်းတယ်ပြောရရင်တော့ဟိုသူ့ရဲ့ KIA တပ်သားကိုတော့သူမတုံးချင်ဘူးဒီအရက်သားတွေကလူတွေကိုတစားကန်လုပ်ပြီးတော့စစ်တိုက်ခိုင်းတယ်အဲ့ဒီတိုက်ခိုင်းတယ်လို့ကျွန်တော်ကြားတယ်ပြန်မေးဆိုတဲ့တုံပန်း sorry တော့ပေါ်တာဆွဲပြီးတော့စစ်တိုက်ခိုင်းတယ်အဲ့ဒါဒီသတင်းတွေကလည်းခင်ဗျပေါ်လို့ရိုက်နေတာအင်ဒိုတော့နာမည်ကြီးပဲခင်ဗျားတို့ကြားမိလိမ့်မယ်တောက်လျှောက်အဲ့ဗမော်နာတော့တိုက်နေတဲ့တစ်ချောင်းလုံးမှာအဲ့နာတော့မှာခင်ဗျားတောက်လျှောက်ပြန်မေးဆွဲတဲ့ဇလန်နေပေါ်တာဆွဲတဲ့ဇလန်နေအကြီးကြီးကြားခဲ့ရလိမ့်မယ်လူ900ပေါ်တာဆွဲတဲ့ထီအောင်ဖြစ်တယ်အဲ့လိုဆွဲတာပေါ်တာဆွဲချို့တွေရောက်လူ350ပြန်မရောက်တော့ပြန်မလာတော့ဘူးဘယ်တော့မှမသိဘူးဆက်သွယ်လည်းမရတော့အဲ့လိုအွန်လိုင်းချင်းနဲ့ပေါ်တာဆွဲပြီးတော့အဲ့တိုက်ပွဲတွေကိုထည့်တယ်ပေါ်တာဆွဲပြီးတော့ KIA ပိုက်တိုက်ပွဲထည့်အဲ့လိုဒီဖြစ်လာတယ်ဆိုတော့သူတို့ကတော့နိုင်တယ်လို့ပြောနေပေမဲ့အဲ့ပေါ်တာဆွဲလာတာပြီးခဲ့တဲ့3-4လကတည်းကတောက်ချပေါ်တာဆွဲပြီးတော့စစ်တိုက်နေရတယ်ဒီဖြစ်လာတယ်ဆိုတော့ KIA မှာစစ်သားမရှိတော့တာလားဒါမှမဟုတ်သူ့စစ်သားတွေကိုမသုံးမနဲ့မင်းတို့ဗမာတွေနဲ့ PDF တွေသေကြရှမ်းတွေပလောင်တွေမင်းတို့သေကြငါတို့ KIA ကချင်တွေတော့သေလို့မရဘူးမင်းတို့ကသေဆိုပြီးတော့တမင်များဒီဗမော်တိုက်ပွဲတွေမှာထိုးထည့်သလားတော့ကျွန်တော်တို့မသိဘူးဘာလို့ဆိုအခုအခင်းချင်းမှာ KIA စစ်သားတွေကအုံနေချင်းနဲ့ဝင်လာတော့ KIA ပဲစစ်သားတွေမရှိတော့လို့ပဲဆွဲခေါ်ထည့်သလားဒါမှမဟုတ်ခုနဒီ KIA စစ်သားတွေမထိစေချင်လားဆိုတာမကွဲပြားဘူးဖြစ်နေကျွန်တော်မှာမကွဲပြားဘူးဖြစ်နေပေါ့နော်ဆိုတော့သူတို့အဲ့လိုတိုက်နေပေမဲ့9လကျော်လာတဲ့အထိသူတို့မရသေးဘူးမရသေးဘူးသိရသလောက်တော့တက်ကတော်တော်လေးအဲ့ဒီမှာလေချောင်းနဲ့မြေပြင်းတွေကိုဟန်ချက်ညီတိုက်တယ်လို့ကျွန်တော်တို့ကြားတယ်ဟန်ချက်ညီတိုက်နေတဲ့အတွက်လေဗမော်မှာတောက်ခံထားရတယ်9လကျော်တောက်ခံထားရတယ်9လဆိုရက်ပေါင်း150ဗျခင်ဗျာရက်ပေါင်း150တောက်ခံထားတယ်အင်အားဟိုဘက်ကလာတာအင်အားထောင်နဲ့ချီတက်တယ်ဟိုဗမော်ဒေသခံရဲ့တယောက်က Facebook မှာရေးတဲ့ post တစ်ခုမှဆိုရင်ဒီကောင်အင်အား9000နဲ့လာတိုက်တယ်ဒီဘက်ကစစ်သားအင်အား900တောင်မရှိဘူးအဲ့ဒါနဲ့ခံတိုက်တယ်9500တောင်ကဒီကောင်တိုက်လို့မနိုင်ဘူးပြောချင်တာမနိုင်ပြီးတော့ဟိုဗမော်လိုပဲဒီခါလေးဟိုအင်ဒိုတို့ဘာလို့တိုက်ပွဲတွေပေါ့နော်အဲ့တိုက်ပွဲတွေတော့လည်းဒီလိုပဲကောလင်းတို့တိုက်ပွဲတွေတော့ဒီလိုပင်လေဘူးတို့ပြောတာပဲအကြီးကြီးပြောခဲ့ကြတာပဲပြီးလဲပြီးတော့ဟ
ပြီးလည်းပြီးတော့တိုက်ပြီးလည်းပြီးတော့စစ်တပ်ကကြားတော့ခံတိုက်ပြီးတော့ဆောက်ပေးသွားတော့မြို့ကမြို့ကြီးကြံခဲ့မြို့ကြီးကြံခဲ့တယ်အဲ့တော့ဒီကောင်တွေအုပ်ချုပ်သားဆိုမအုပ်ချုပ်နိုင်စစ်တပ်ကလေလည်းပြန်ပြေးသွားပြီအဲ့မြို့တွေပြန်ထားခဲ့ရတာပဲဆိုတော့မြို့လာဖြတ်တာနဲ့အတူတူပဲတိုက်ပွဲဖော်တာလို့ဘာလို့မဟုတ်တော့ပဲမြို့လာဖြတ်တယ်လို့ဖြစ်နေတယ်ဆိုတော့ဗမောဒေသတဲ့ကိုတေချာရေးထားတယ်ကျွန်တော်ကြည့်ပြီးတော့အော်လို့သူတို့လည်းခုမှနားလေတာဗျခုမှသူတို့နားလေတာအခုလည်းဗမောလည်းမြို့တော်ပြတ်သွားပြီဗမောရဲ့မြို့ရဲ့တော်တော်များပျက်စီးသွားပြီဘာလို့ဆိုတော့လက်နက်ကြီးမျိုးစုံကြတယ်လေနဲ့ပြစ်တယ်လက်နက်ကြီးကြတယ်မျိုးစုံကြတော့ဗမောထိခိုက်သွားပြီဆိုတော့ဗမောမှာဘယ်လောက်ထိခိုက်သွားလဲမင်းတချို့တွေမိသားစုတွေဖေးအေးနဲ့မေးနဲ့တကွဲပြားကြီးဖြစ်ကုန်တယ်ဖေးအေးမေးတွေတေကုန်ပြီလားမတေကုန်လားမသိတဲ့လူရှိတယ်ပြည်မကိုရောက်နေတဲ့ဗမောကနေလာပြည်မလာနေတဲ့လူပေါင်းများစွာရှိတယ်သူတို့မိသားစုတွေဆက်သွယ်မရတော့အများကြီးရှိတယ်သူတို့မိသားစုတွေပြေးလာရတယ်ရှိတယ်သူတို့အဲ့ဗမောမှာအစတော့စီးပွားရေးအဆင်ပြေခဲ့တယ်စစ်ပွဲတွေလည်းဖန်တီးလိုက်ကိုအကုန်လုံးပြေးကြရတယ်နောက်ဆုံးပြေးနေနောက်ဆုံးမှလည်းစီးပွားတွေပြက်ကုန်စီးပွားတွေပြက်ကုန်ကြတယ်ဆိုတော့ဗမောမျိုးကိုဘာအတွက်တိုက်တာလဲဆိုတော့မိကုန်းကြတော့လေ KIA မှာဖြေမရှိဘူးအဲ့လိုဖြစ်တယ်ဘာအတွက်တိုင်မှလည်းမသိဘူးဗမောကတော့မျိုးကတော့မြို့ပဲကြီးဖြစ်မယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်တော့မြို့ပဲကြီးဖြစ်နေပါပြီဖြစ်နေပါဗမောအဲ့တော့သူတို့ကနိုင်တယ်လို့ပြောနေပေမဲ့သူတို့ပြောတဲ့အထက်မှာအားနေချက်ဟာကွက်တစ်ခုခင်ဗျားတို့ပြမယ်အဲ့ဒါဘာလဲဆိုတော့ KIA ကဗမောတိုက်နေတဲ့ဟာမှာ AA ကထွန်းမြတ်နိုင်ကသူ့ရဲ့ AA ရဲဘော်တွေကိုဗီဒီယိုကောနဲ့စကားပြောအားပေးစကားတွေပြောရတဲ့အထိရောက်လာတယ်အဲ့တော့နိုင်လို့လားရှုံးနေလို့လားနိုင်လို့လားရှုံးနေစဉ်းစားကြည့်တယ်ထွန်းမြတ်နိုင်က AA ထွန်းမြတ်နိုင်ကနေပြီးတော့AA ရဲဘော်တွေကိုဒီ KIA နဲ့အတူမှာဗမောတိုက်ပွဲမှာဝင်ပူးပေါင်းတိုက်နေတဲ့ AA ရဲဘော်တွေကိုလှမ်းပြီးတော့ဗီဒီယိုကောနဲ့စကားပြောတယ်တဲ့နော်မကြိုက်အောင်မဆင်တော့မှမဟုတ်လို့ဆိုပြီးတော့ပြောတယ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်မကြိုက်အောင်မဆင်တော့မှမင်းတို့အားတင်ထားကြဘာညာဆိုထွန်းမြတ်နိုင်အားပေးတယ်တဲ့နော်ဆိုတော့ပြောရရင်တော့ဒီ KIA နဲ့ကချင်ရခိုင်နဲ့ AA အတွက်ဒါဝရမှာအကောင်းဆုံးမဟာမိတ်ဖြစ်တယ်ဘာညာပေါ့အဲဒါကြောင့်မင်းတို့အားတင်တာဘာညာပေါ့ငါတို့ AA တွေကချင်ပြည်သူပြည်သားတွေကျေးဇူးဆမဲ့ချင်းဒီနေ့ချင်းအကောင်းဆုံးချိန်ပဲနော်အဲ့တော့ဗမောတိုက်ပွဲမှာပါဝင်တိုက်ခဲ့တဲ့စစ်စစ်တို့ရဲဘော်တိုက်ခဲ့ပါရန်သူမညာနဲ့နော်ဗမောမျိုးကြီးကိုသိမ့်ပိုက်ပြီးတော့ကချင်ပြည်သူလက်ဆောင်ပြီးစစ်စစ်တို့ကြိုးစားကြပါစသဖြင့်ပေါ့ထွန်းမြတ်နိုင်ကသူ့ရဲ့ရခိုင်တွေကို AA ရခိုင်တွေကိုဒီကချင်တွေတို့အသေးခံခိုင်းနေတယ်ထွန်းမြတ်နိုင်ကထွန်းမြတ်နိုင်ကြည့်ရတာရောင်းစားပြန်ပြီထင်တယ်ကြည့်ရတာထွန်းမြတ်နိုင်ကကြည့်ရတာ AA တွေကိုရခိုင်တိုင်းသား AA တွေကိုနော်ဟိုကချင် KIA စီမှာရောင်းစားလိုက်ပြန်ပြီထင်တယ်ကြည့်ရတာနော်သူလည်းရောင်းစားရထင်တယ်ကြည့်ရတာဘာလို့ဆိုတော့ရှမ်းမြောက်တော့လည်းတစ်ခါရောင်းစားပြီအခုလည်းတစ်ခါရောင်းစားပြန်ပြီထပ်ပြီးတော့ရောင်းစားရဆိုအဲ့ဒီတိုက်နေတဲ့ AA တွေကဘာတော့တိုက်နေမှမသိဘူးသေသွားတာပဲအခုရှမ်းမြောက်တော့လည်း AA တွေဝင်တိုက်ခဲ့တာပဲသေကုန်တာပဲသေသွားတဲ့ AA တွေဘာတော့တိုက်မှမသိဘူးရှမ်းမြောက်မှာသေသွားတယ်ရခိုင်ပြည်ကရခိုင် AA တွေကရှမ်းမြောက်မှာသေကုန်တယ်အခုလည်းရခိုင်ပြည်ရခိုင် AA တွေကကချင်ပြည်နယ်ဗမော်ထဲမှာသေအောင်မယ်သေကြအောင်မယ်အဲ့တော့ဗမော်မှာအခုသေကြမယ်ဆိုတော့ထွန်းမြတ်နိုင်ကသူ့လူတွေသူလှမ်းပြီးတော့အဆက်တွေအားပေးရတယ်ဆိုတော့သူ့လူတွေဘယ်တော့သွေးလေချောက်ချနေပြီလဲဆိုတာအဖြေထွက်နေတယ်ပြန်တွေးကြည့်သူတို့စိတ်ထဲမှာတော့နိုင်တော့မှမလို့အားပေးတာနိုင်တော့မှမလို့အားပေးတာလားအားတက်အောင်လို့အားပေးနေရတာလားဆိုတာမိကုန်းအဲ့ဒါဘာလဲဆိုတော့အဖြေရထွက်နေပြီလားဒါကြောင့်ဒီကောင်ကြီးကြည့်ရဗမော်နိုင်နေပြီပြောနေပြီကြည့်ရတာဗမော်နိုင်တဲ့ပုံမပေါ်ဘူးချီနေကောင်းတဲ့ပုံမပေါ်ဘူးကြည့်ရတာဗမော်မှာသူတို့တော်တော်အထိနာနေတဲ့ပုံပေါ်တယ်ဒါကြောင့်မို့လို့လေသူတို့အသေးတန်ကိုတခါတည်းဗမော်နဲ့ပတ်သက်ပြီးအသေးတန်ကိုဖြစ်နေတွေ့ရတယ်အဲ့တော့တက်အနေနဲ့ကအခုအချိန်မှာဗမော်သူတို့တိုက်သေးသလောက်တိုက်ပြီးတော့ဆုတ်ပေးလိုက်လေဘာမှမဖြစ်ဘူးဗမော်မျိုးသူတို့ရသွားလဲဘာမှမဖြစ်ဘူးတက်တကဘာလို့ဆိုတော့သူတို့ရသွားလဲသူတို့ဗမော်ဘလို့အုပ်ချုပ်လဲအုပ်ချုပ်ရတယ်အုပ်ချုပ်တော့နေ့စဉ်လေရင်ပြန်ပြီးမယ်သူဘာမှမလုပ်နိုင်တော့နေ့စဉ်လေရင်ပြန်မယ်နေ့စဉ်လေရင်တစ်လုံးပြည့်ကျွေးပါဆိုဗမော်မှာရှိတယ်ဗမော်တိုင်းခြေကဒေသခံပြည်သူတွေထွက်သွားကြပြီတော်တော်များထွက်ပြေးကုန်ကြပြီမထူပါဘူးကွာတေးလဲတေးပြီဆိုတော့ကွာဆိုပေးကတ်နေတဲ့လူတွေပဲနည်းနည်းပဲကျန်တော့တယ်အဲ့တော့ရှင်းပြောရရင်တော့ဗမော်ရဲ့မြို့ကြီးပေါ်မှာရောမြို့ပတ်လည်မှာရောရွာသားတွေတော်တော်များပြေးတာတဲ့လူတွေကပြေးကြပြီအဲ့တော့ဒီတိုင်းသွားရင်ဗမော်ကပြာချမယ်မြို့ကပြက်မယ်အဲ့တော့မြို့ပြကြီးထပ်ဖြစ်အောင်မယ်ဗမော်ကနော်ဆိုတော့သူတို့ပြောတဲ့မြို့တွေကိုဟိုတိုက်ပွဲမြို့သိမ်းတိုက်ပွဲဆိုမြို့သိမ်းတာပါလဲဆိုမြို့ပြကြီးကိုသူတို့ဖြစ်အောင်လုပ်တာလားလို့မေးရမှာဖြစ်တယ်မြို့ပြကြီးဖြစ်အောင်လုပ်တာလားမြို့သိမ်းတာလားဆိုတာသူတို့ကိုယ်တိုင်ပြန်ဖြေရတော့မယ်အဲ့တော့စောင့်ကြည့်ပါဗျာဗမော်ကတော့အကယ်စစ်တပ်ကနောက်ဆုတ်ပေးလိုက်လေကျွန်တော်တို့တော့မထူးကြဘူးကျွန်တော်တို့တော့တိတ်ထူးကြတဲ့ကိစ္စလည်းမခံယူနောက်ဆုတ်ပေးလိုက်လေနောက်ဆုံးသူတို့ရမှာမြို့ပြကြီးပဲမြို့ပြကြီးရသွားမယ်အဲ့တော့မြို့ကန်ပြည်သူတို့တော့မနေနိုင်ဘူးမနေကြဘူးမနေကြဘဲနဲ့ပြန်ပြီးခုနပြီးမအောင်ပြေးလာကြတယ်အဲ့တော့နောက်ဆုံးဘာဖြစ်မလဲနောက်ဆုံးဘာဖြစ်လဲဆိုတော့မြို့ပြကြီးနေပဲဒီကောင်တွေဖြတ်ထားတဲ့ဖတ်တင်သွားမယ်အခုဗမော်ထဲမှာရှိတယ်ဗမော်ကနေပြေးလာတဲ့ပညာသင်တဲ့ကျောင်းသားလေးတွေအခုမန္တလေးရောက်နေကြတယ်ဘယ်လိုလုပ်ကြလဲစာအုပ်မဖြေနိုင်တော့ဘူးနောက်တစ်ခုကဗမော်ကနေပြေးလာတဲ့လူတွေရှိတယ်လောကမျိုးစုံရှိတယ်ကျွန်တော်တို့နဲ့ညီနီးစစ်ဆက်တောင်းရှိပါတယ်ဗမော်မှာဒုက္ခပြီးတော့ပြေးလာတဲ့လူရှိတယ်ဆိုတော့ပြန်တွေ့ကြည့်ရင် KIA ရဲ့ရီမန်းချက်ကဗမော်မျိုးကိုဖြတ်တဲ့သဘောပဲဖြစ်နေပြီမျိုးသိမ်းတာမဟုတ်ဘူးအဲ့တော့ဗမော်မျိုးကို KIA ရဲ့အဲ့လိုရွေးချက်ရှိဖြတ်နေပြီဆိုရင်နတ်ဆက်ကစစ်တပ်ကခေါင်းဆောင်တွေကလည်း KIA ဂွမ်မော်တို့နေတဲ့မျိုးအင်ပန်လာတို့နေတဲ့မျိုးတွေရောအကောင့်ထားဖို့တင်လားစဉ်းစားကြည့်တာခင်ဗျားတို့စဉ်းစားကြည့်အကောင့်ထားဖို့တင်လားဒါပေမဲ့
ဘာအပေးယူရှိလို့ဘာအကျိတ်ဆက်တွေရှိထားလဲကျွန်တော်မသိဘူးကျွန်တော်စဉ်းစားလို့မရဆုံးအချက်ကအဲ့ဒီချက်ပဲတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့မြန်မာတပ်ကခေါင်းဆောင်တွေကြားထဲမှာအချင်းချင်းဘာအပေးယူရှိထားလို့လားမရှိလားကျွန်တော်နားမလဲတော့ဘူးဒါတော့သူတို့ချင်းချင်းအပေးယူရှိနေလို့မလုပ်ကြတာဘာကြောင့်မလုပ်လဲကျွန်တော်နားမလဲတခါတလေကြရင်အမြင့်ဖြတ်တယ်ဆိုရင်ဒီနေရာမှာဖြတ်တယ်ဇလန်တကူဒီမှာသိမ်းရတယ်အခုကဘာဖြစ်နေလဲဆိုတော့စင်ဘာကောဆိုနာရာချီယောဂဖြစ်အောင်ဆွဲထားသူတွေဒီပြည်တွင်းစစ်ကိုပြည်တွင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေကိုနာရာချီဖြစ်အောင်ဆွဲထားသူဖြစ်နေတယ်အဲ့ဒီတပုံတွေကခေါင်းဆောင်တွေကပို့ပြီးတော့ကြီးထွားလာပို့ပြီးချမ်းသာတဲ့ချမ်းသာအောင်တမင်ကိုဆွဲဆန့်ပေးကြလို့ဖြစ်နေတယ်တခါကျရင်ကျွန်တော်လေးတခါကျရင်တညှိုးထိုးပြီးတော့ပြောချင်တာအဲ့ဒီတက်ကဗိုလ်ချုပ်ကြီးများတွေရောဒီဟိုဘက်ကလူတွေရောတော်တော်ပြောပြချင်တာဘာလို့ဆိုပြောလိုက်လေဟိုဘကအုပ်စုကလည်းကျွန်တော်တတ်ချင်ပါပဲဒီဘက်အုပ်စုကကျွန်တော်ဖမ်းချင်ပါပဲအဲ့တော့မပြောတော့ခင်ဗျားတို့ကမဟုတ်သေးဘူးပေါ့နော်ဒီဟာတွေကဒီဖြစ်နေတဲ့တိုက်ပွဲတွေအကုန်လုံးရဲ့နောက်ွယ်အကျိုးစီးပွားတွေကဘာတွေလဲလို့တော့ခင်ဗျားတို့မေးရလို့ဖြစ်နေဆိုတော့စစ်ပွဲနဲ့အကျိုးစီးပွားဖန်တီးနေကြတာလားစစ်ပွဲဖန်တီးပြီးတော့အကျိုးစီးပွားတွေရအောင်နှိုက်နေကြတာလားမေးရမလို့ဖြစ်လာဆိုတော့ကျွန်တော်တို့သိပြီးမယုံကြည်ဘူးဒီစစ်ပွဲတွေကပွင့်လင်းပြောရင်တော့ပြည်သူလူထုတို့တော့အကျိုးရှိတဲ့စစ်ပွဲတွေလို့ကျွန်တော်မယုံကြည်ဘူးဘာမှဒီမိုကရေစီတွေဖက်ဒရယ်တွေဘာမှတန်းတူညီမကြီးတွေဖြစ်တဲ့စစ်ပွဲတွေမဟုတ်ဘူးအကျိုးစီးပွားတွေအတွက်ຫນွယ်ရှက်ထားတဲ့စစ်ပွဲတွေအကျိုးစီးပွားတွေတိုက်ကြတဲ့စစ်ပွဲတွေလို့ကျွန်တော်မြင်တယ်။ကျွန်တော်တန်တန်ပြောတယ်ဖားကန်လိုနေရာမျိုးမှာစစ်ကြောင်းတွေထိုးတယ်တာပြောတာဖားကန်မှာကြောက်တူးမပြတ်ဘူးဖားကန်မှာကြောက်တူးတဲ့တတိတူးနေသေးပဲကြောက်တယ်လည်းတရုတ်ပြည်ကိုအရှိုနဲ့တခိုးစင်းနဲ့ထွက်နေသေးပဲဗမာနဲ့နိုင်ငံတော်ပတ်ဆိုင်ရတယ်ဗမာနဲ့နိုင်ငံတော်ပတ်ဆိုင်ဝင်ငွေရတယ်နိုင်ငံတော်ပြနိုင်ဘူးလားဖားကန်တူးခွင့်မပေးပါဘူးလို့ပြောတာတူးနေတာပဲဘာတတ်နိုင်မြေရှားတွေထွက်နေတယ်ဘာမှမတတ်နိုင်ဘူးရွှေတွေတူးနေတယ်ဟိုဘက်အောက်မှာဟိုဘက်မှာကရင်ပြည်နယ်ထဲမှာကရင်မောင်စားမှာတူးနေတယ်အဲ့တော့ကျွန်တော်ကဒီလက်နက်ကင်ခေါင်းဆောင်တွေနဲ့ဒီဘက်ကတပ်မတော်ခေါင်းဆောင်တွေကြားထဲမှာအကျိုးစီးပွားတွေကဘာတွေလဲလို့ကျွန်တော်တို့ကမေးရမလို့ဖြစ်နေတယ်မမေးရပါဘူးတကယ်ကျွန်တော်ဒီလူတွေသိတော့မဟုတ်သေးဘူးဗျသိတော့မဟုတ်သေးဘူးနော်တိုင်းပြည်ကမဟုတ်ဘူးပေါ့ဗျာအဲ့လိုပဲမှတ်ပါနော်မဟုတ်ဘူးပေါ့ကျွန်တော်တို့လည်းပြောရတာနဲ့တော့ဘေးကျနေကြတွေ့ပါတယ်နော်အဲ့တခုပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီဆက်သွားလို့ပြောပါမယ်နောက်တစ်ခုကဘာလို့ဆိုဗိုလ်ချုပ်ကြီးကမကြခင်မှာရုရှားကိုသွားမယ်လို့ကျွန်တော်သိရတယ်မကြခင်ရုရှားကိုသွားမယ်ရုရှားကိုသွားတဲ့အခါကျလို့ရှိရင်ရှီကျင်းပင်နဲ့တွေ့ဖို့ရှိနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေစထွက်လာပြီရှိတာစထွက်လာပြီပေါ့နော်ဘာလို့ဆိုဗိုလ်ချုပ်ကြီးကတရုတ်ပြည်ကိုသွားမယ်ရုရှားကိုသွားမယ်ကိစ္စကအားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့တစ်ခေါက်တုန်းကရုရှားသမ္မတပူတင်နဲ့တွေ့တဲ့အချိန်မှာပူတင်ကဖိတ်တဲ့ပွဲရင်မြင်းဒီအောင်ပွဲပေါ့နော်ရင်မြင်းဒီအောင်ပွဲအဲ့လိုခေါ်တယ်ပေါ့နော်အဲ့အောင်ပွဲကိုတက်မှာဖြစ်တယ်မေလထဲမှာကျင်းပါတယ်မေလ9 ရက်နေ့မှာကျင်းပတဲ့ရင်မြင်းဒီအောင်ပွဲကိုတက်မှာဖြစ်တယ်အဲ့ဒါကိုဗိုလ်ချုပ်ကြီးကိုလည်းသွားတက်မှာအဲ့တော့သွားတက်မှာဖြစ်တဲ့အတွက်ဗိုလ်ချုပ်ကြီးနေလားဆိုတော့ရုရှားခေါင်းဆောင်တွေကရှိတဲ့သူ့ရဲ့အိန္ဒိယမိတ်ဆွေနိုင်ငံကိုဖိတ်ထားတယ်ဖိတ်တော့တရုတ်သမ္မတလည်းလာမယ်ကျွန်တော်တို့အားလုံးတော့မြင်စေချင်တာကရုရှားအခုဗိုလ်ချုပ်ကြီးကရုရှားခေါင်းဆောင်တွေလည်းစုံပြီးသွားပြီအိန္ဒိယခေါင်းဆောင်တွေလည်းစုံပြီးသွားပြီနော်ဒီအခုတရုတ်ခေါင်းဆောင်တွေစုံဖို့ပဲကျွန်တော်တယ်နော်သူကအားကောင်းဆုံးအားကြီးဆုံးခေါင်းဆောင်တွေထဲမှာဆိုရင်အိန္ဒိချင်းနဲ့အိန္ဒိချင်းအားလည်းကြီးရဆိုတော့တရုတ်ပဲကျွန်တော်တယ်ဆိုတော့တရုတ်ခေါင်းဆောင်နဲ့တွေ့ဖို့ပဲကျွန်တော်တယ်အဲ့တော့တွေ့မှလားလို့မင်းတွေ့နိုင်ချီရှိတယ်လို့ကျွန်တော်ကကောက်ချက်ချတယ်ရှိတယ်ကောက်ချက်ချတယ်အဲ့တော့ဒီရင်မြင်းအောင်ပွဲနေ့က9 ရက်နေ့မှာကျင်းပါမယ်ဒါပေမဲ့ဗိုလ်ချုပ်ကြီးကကျွန်တော်သိရသလား6 ရက်နေ့သွားမယ်လို့ကြားတယ်6 ရက်နေ့သွားမယ်ကြားထဲမှာတော့သူတို့ချင်းပြည်နေတာရှိမယ်လို့ကျွန်တော်ကြားတယ်ဆိုတော့သူတို့တွေ့ဖို့လိုအပ်သလားမလိုအပ်ဘူးလားတွေ့သင့်လားမတွေ့သင့်လားဆိုတဲ့မေးခွန်းကတော့ကျွန်တော်တော့တွေးသင့်တယ်လို့မြင်တယ်နော်ဗိုလ်ချုပ်ကြီးကိုရုရှားသမ္မတပူတင်ကဖိတ်ခဲ့တဲ့ကိစ္စတွေလေဒါနဲ့ဆက်တယ်လို့ကျွန်တော်တို့ကောက်ချက်ပြန်ချတယ်ဒါပေမဲ့ဗိုလ်ချုပ်ကြီးကတော့ရုရှားသမ္မတကိုသွားပြောတယ်ပေါ့ဗျာရုရှားသမ္မတတွေ့တဲ့အချိန်မှာဗိုလ်ချုပ်ကြီးကပြောတယ်မင်းကကြွက်ဟိုတကဘာလုံးရုရှားသမ္မတပူတင်ကတကဘာလုံးမှာဩဇာအကြီးဆုံးခေါင်းဆောင်တွေတယောက်ကမ္ဘာဩဇာအကြီးဆုံးခေါင်းဆောင်3 ယောက်ထဲကတယောက်ရုရှားသမ္မတပူတင်ကကမ္ဘာဩဇာအကြီးဆုံးခေါင်းဆောင်3 ယောက်ထဲကတယောက်မင်းကမ္ဘာမှာဩဇာအကြီးဆုံးခေါင်းဆောင်နံပါတ်3 ယောက်ထဲကတယောက်ပဲဖြစ်ကွာကမ္ဘာမှာဩဇာအကြီးဆုံးခေါင်းဆောင်တွေကတယောက်ဖြစ်နေပါစေဗိုလ်ချုပ်ကြီးမင်းအောင်လည်းပြောတာရှင်းရှင်းလေးမင်းကကြွက်အဲ့လိုတော့ပြောတာမင်းကကြွက်လို့တော့ပြောတာဒါပေမဲ့ကြွက်ဆိုတော့ဟိုကကြည့်ရင်တော့ဟိုရိုးကြွက်မဟုတ်ဘူးမင်းကဗျာဒိတ်ဒေါ်လာကြွက်ဗျာဒိတ်ဒေါ်လာကြွက်ဘုရားရှင်ဗျာဒိတ်ဒေါ်လာတောမကြွက်မင်းဖြစ်တယ်မင်းကငါ့ရဲ့မဟာမိတ်တောမကြွက်မင်းဖြစ်တယ်နော်ရိုးကြွက်မဟုတ်ဘူးဗျာဒိတ်ဒေါ်လာကြွက်အဲ့တော့မင်းကဖုန်းတကုတ်သမားရှင်နော်လက်နဲ့ဆက်ကြရှင်ဖြစ်တယ်မင်းကကြွက်အစတော့မင်းကကြွက်ဒါပေမဲ့ဟိုကနည်းနည်းရိုးကြွက်မဟုတ်ဘူးဆိုတော့ရိုးကြွက်မဟုတ်မင်းကလက်နဲ့ဆက်ကြရှင်ကြွက်ဖြစ်တယ်တောမကြွက်မင်းကြီးဖြစ်တယ်မဟာဗျာဒိတ်ဒေါ်နဲ့လာတာကွာမင်းတကယ်ကိုငါတို့ကမဟာမိတ်တွေဆိုတော့ပြောထားတော့အဲ့တော့ဟိုကလည်းပူတင်ရဲ့နေဒါကြည့်ပြီးတော့ငါကြွတ်တော့ကြွတ်ပဲကြွတ်ဖြစ်မဟုတ်ဘူးပဲငါဗျာဒိတ်ဒေါ်လာကြွတ်ကြည့်ပဲဟမ်တော့လက်နဲ့ဆက်ကြရှင်ဗျာဒိတ်ဒေါ်လာတော့မကြွတ်မင်းကြီးပဲဟမ်ငါကြွတ်ဖြစ်မဟုတ်ဘူးငါအဲ့တော့ तू လည်းပြန်ပြီးလက်လွတ်တန်းရငါလက်မထရအောင်တွေ့လားမြန်မာကောင်းဆောင်ငါပြောရတယ်ငါကြွက်ဘာကြွက်လဲဆိုကြွတ်ဖြစ်မဟုတ်ဘူးငါကြွတ်တော့ကြွတ်ဖြစ်မဟုတ်ဘူးမဟာဗျာဒိတ်ဒေါ်လာလက်နဲ့ဆက်ကြရှင်ကြွတ်မင်းကွာတွေ့လားအဲ့လိုမျိုးငါတို့အဲ့လိုဆိုပြီးတော့အဲ့ဒါဗိုလ်ချုပ်ကြီးက
ဘောကြပြီရေမီနီပွဲတက်ခဲ့ပါဆိုဖိတ်တော့ရေမီတွဲဖိတ်တော့ရေမီနီပွဲကဘူးတွေလာမလို့ဆိုရှီချင်းမင်းတို့လာမှာလေရှီချင်းမင်းတို့လာမှာလေအဲ့တော့ဆိုင်စုံနိုင်လားမစုံနိုင်လားစဉ်းစားလို့ရပြီပြန်တွေးကြည့်ရင်စုံစရာစုံလိုက်မစုံနိုင်လားအဲ့ဒါပဲလေနော်ဆိုတော့ကျွန်တော်အဲ့ဒီဟာကိုပြန်ချိတ်တဲ့ခါကျတော့ကြည့်ရတာပူတင်ကဗိုလ်ချုပ်မှုကြီးနဲ့ဒီတရုတ်သမ္မတရှီချင်းမင်းနဲ့ဒီပွဲမှာစုံလို့ရအောင်လို့သူကတမင်ပွဲတည်ပြီးတဲ့သဘောလို့သွားတွေ့ရတယ်ကောက်ချက်ချတော့သွားတွေ့ရတယ်ဟုတ်တော့သူကဒီလိုပွဲတည်ပြီးတော့ပွဲရှိတယ်ရောက်နေကိုဝါရှိကိုရှိလာအောင်မခဏလာအောင်ကိုရှိခဏလာခဲ့ဦးလေကျွန်တော်စီဟာကိုပြောင်းလေခဏလာအောင်လေလာအောင်ဟာကိုမစ္စတာမိုဒီလာအောင်လေမင်းတို့လာအောင်လေဟုတ်သူဆုံးကြမယ်လေဒါကိုခေါ်ရတော့သူကအနည်းဆုံး gathering လုပ်ကြတော့အဲ့မှာဆုံးညပြီဆုံးတော့အနည်းဆုံးတော့ဗိုလ်ချုပ်မှုကြီးနဲ့ခုနရှီချင်းပင်နဲ့တွေ့ကိုတွေ့ပြီသဘောပြောတာဘယ်လိုတွေ့မလဲဆိုတော့ပွဲမှာတယောက်တည်းကြည့်ပြီးတွေ့တာမျိုးလားတည်တည်ချာနှစ်ယောက်တည်းသီးသန့်တွေ့တာမျိုးလားဆိုတော့မိကုန်းမရှိတော့တယ်ဆိုတော့အဲ့ဒါကစဉ်းစားစရာကောင်းနေတာတစ်ချက်ကျွန်တော်ကအခုချိန်မှာကျွန်တော်ရဲ့ခံမှန်းသုံးသက်ချက်တွေပြပြပါမယ်ကျွန်တော်အမြင်ရှုထောင့်လေးဗိုလ်ချုပ်ကြီးက6ရက်နေမှာရုရှားကိုသွားမယ်ပြန်လာမှာ10ရက်နေလို့ကျွန်တော်အကြမ်းမြင်သိရတယ်ပေါ့နော်ဒါ10ရက်နေသွားမယ်sorry 6ရက်နေသွားမယ်10ရက်နေပြန်လာမယ်အဲ့တော့ဗိုလ်ချုပ်ကြီးကရုရှားကိုကြိုးပြီးသွားပြီးတော့တရုတ်သမ္မတရှီချင်းပင်နဲ့တွေ့ခွင့်ရဖို့လို့ဗိုလ်ချုပ်ကြီးကသူ့မှာလည်းသူ့ရဲ့ဂျားကန်အဖွဲ့အစည်းတွေနဲ့သဘောထားမင်းမျက်နှာကြီးလုံးလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်သဘောထားမင်းမျက်နှာအဲ့တော့တရုတ်သမ္မတရှီချင်းပင်ကတော့ဗိုလ်ချုပ်ကြီးနဲ့တရုတ်သမ္မတရှီချင်းပင်ကြည့်လိုက်ရင်တော့ဘာပြောရှီချင်းပင်ကမြင့်တယ်လေအရက်မြင့်တာနော်ရှီချင်းပင်ကလက်ရှိသူကကမ္ဘာနံပါတ်1 2 3ရဲ့နံပါတ်3ထိပ်ဆုံး3အောက်ထဲကတစ်ယောက်လေဩသာကြီးတယ်ဒီကောင်ဖြစ်တယ်အဲ့တော့ပြောရင်တော့ကိုယ့်တဲ့ပါဝါနဲ့ပိုကြီးတယ်လို့ခေါ်တယ်ပြီးတော့ယာရုယူထတာလဲစောတယ်ဗိုလ်ချုပ်ကြီးတဲ့သူပိုစောတယ်ခါကျတော့သူကပါဝါပိုကြီးတယ်သူယာရုရဆိုတော့ပါဝါပိုကြီးတယ်ပြီးတော့ကမ္ဘာနိုင်ငံကြီးတာရောကမ္ဘာနဲ့အဆင့်ကမ္ဘာနဲ့ချီတာရောဆိုပြောရင်ဒါရှီချင်းပင်ကြီးတယ်အဲ့တော့ပြောရင်တော့အငယ်ရပဲအကြီးကိုပဲချင်းကတ်တာမျိုးတွေလောက်ရတာပေါ့ဒါဆိုတော့လေအငယ်ရချင်းကတ်တဲ့ခါမှာလဲဟိုစနစ်တကျချင်းကတ်တာပေါ့ဘယ်ဖြစ်ကလန်တော့လို့မရဘူးတိတ်ခါကြခံလို့မရဘူးအဲ့တော့သူကလည်းဒီရှီချင်းပင်နဲ့ရုရှားမှာစုံဖို့ရှိနိုင်တယ်အဲ့တော့ရှီချင်းပင်နဲ့တီးခြားတွေ့ဆုံစကားပြောကို site line meeting ပေါ့နော်တရားတွေ့လို့ရမလားရနိုင်ရရှိမလားဆိုတာမျိုးကိုဗိုလ်ချုပ်မှုကျတဲ့စနီးနာလိမ့်မယ်ဒါကိုအမြဲတမ်းသူနားဆွင့်နေလိမ့်မယ်သူလုပ်လိမ့်မယ်အဲ့ရှီချင်းပင်ကလည်းဟိုရောက်ရင်ဟိုမှာမြန်မာကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်လာလိမ့်မယ်ကွာငါ့ကိုတွေ့ရင်တောင်းလိုက်ငါတွေ့ရင်ကောင်းမလို့တွေ့ရင်ကောင်းသူလည်းစဉ်းစားလိမ့်မယ်အဲ့တော့နှစ်ဖက်စဉ်းစားလိမ့်မယ်အဲ့ဒီမှာရိုးရိုးလေးပဲဗိုလ်ချုပ်မှုကြီးကလည်းဓာတ်ရိုက်တန်းပြီးတော့ကျွန်တော်တို့တွေ့ခွင့်ပြပါလို့တန်းပြောမှာမဟုတ်ဘူးအဲ့လိုရှီချင်းပင်လည်း9မိနစ်တွေ့ချင်လို့ငါတို့တန်းပြောမှာလည်းမဟုတ်ဘူးတယောက်ကြားမှာနည်းနည်းလေးတော့အလေကောင်ကညှိပေးရတဲ့ moderate လုပ်ပေးရတဲ့ဖွဲ့တစ်ဖွဲ့ရှိရမယ် corporate လုပ်ပေးရတဲ့ဖွဲ့တော့ရှိလိမ့်မယ်အဲ့ဒါဘယ်သူဖြစ်မလဲလို့မသိဘူးဘယ်သူဖြစ်မှာဖြစ်လုပ်လိမ့်မယ်အလဲညှိမယ်ညှိပြီးတော့ဗိုလ်ချုပ်မှုကြီးကတော့သမ္မတရှီချင်းပင်နဲ့ဒီကနေ့ silent meeting တွေ့လို့ရမယ်ဆိုတွေ့ချင်တယ်သူတို့ရှီဘက်ကသဘောထားဘယ်လိုရှိလဲဂျာတယောက်ကပြောလိမ့်မယ်ဂျာကန်ပြောလိမ့်မယ်ပြောလိုက်တဲ့ဟိုကလည်း okay ဒါငါတို့ဒီဘက်က silent meeting တွေအခြားနိုင်ငံကြီးတွေနဲ့ silent meeting လွတ်တယ်ဆိုရင်ငါတို့တွေ့ကြမယ်လေဆိုတော့ပြောမယ်ဒါမှမဟုတ်လဲရှီချင်းပင်ဘက်ကနေပြီးတော့နောက်ခေါက်ကြမှာတွေ့ကြတော့ဗျာဒီခေါက်မှာကျွန်တော် silent meeting တွေ့ဖို့ချိန်ထားတဲ့ကဒီ appointment ဒီလိုဖြစ်နေတယ်ကျွန်တော်ကလည်းအချိန်ကမိနစ်နည်းနည်းလေးပဲကတ်ရတယ်အဲဒါကြောင့်ကျွန်တော်ဒီလိုတော့မတွေ့တော့ဘူးအစည်းအဝေးထဲမှာကျွန်တော်တယောက်ခွက်ချင်းတိုက်လိုက်မယ်လေအဲ့လောက်ပဲပြောရင်လည်းပြောမယ်စသဖြင့်ပေါ့ဘယ်လိုပြောမလဲဆိုတော့မသိဘူးအဲ့တော့တေချာတာကတော့ဒီပွဲထဲမှာတော့တယောက်နဲ့ဒီလိုတယောက်တော့ဒီလိုတော့မြင်နေရလိမ့်မယ်တေချာတော့မြင်နေရလိမ့်မယ်သူ့လည်းငါမြင်တယ်ငါလည်းသူမြင်ရတယ်မြင်နေရလိမ့်မယ်ဒါပေမဲ့လူချင်းတိကျနှစ်ယောက်တက်တွေးဖို့အခန်းတစ်ခန်းယူပြီးတွေးဖို့ဆိုတာကြတော့ခုနလေအောင်ညှိရမယ်အုပ်စုကခုဆိုရင်ကျွန်တော်အမြင်ပြောခုဆိုညှိနေပြီလို့ကျွန်တော်မြင်တယ်ညှိနေလောက်ပြီးညှိပြီးလောက်ပြီလို့မြင်တယ်ပြီးလောက်ပြီဖြစ်တဲ့အတွက်ဖြစ်နိုင်ခြင်းအရှိဆုံးဒီဗိုလ်ချုပ်မှုကြီးနဲ့သူတို့ဒီတိကျတွေ့ဆုံတာတွေဖြစ်လာနိုင်တယ်ဒါပေမဲ့အဲ့ဒါဒီသတင်းထုတ်မလားမထုတ်ဘူးလားဆိုကြံသေးတယ်နော်တိကျတွေ့ဆုံတာဖြစ်လာနိုင်တယ်ဒါပေမဲ့သတင်းထုတ်မလားမထုတ်ဘူးလားဆိုတော့မေးခွန်းကြံတယ်သတင်းထုတ်မထုတ်ကနာဆာကဘက်ကတော့ထုတ်ချင်လားမင်းထုတ်ချင်လိမ့်မယ်ဒါပေမဲ့တရုတ်ဘက်ကထုတ်ချင်ပါမလားဆိုတော့မေးခွန်းတရုတ်ကလည်းသူစဉ်းစားမှာပဲထုတ်ချင်တယ်ထုတ်မယ်ထုတ်ချင်တယ်မထုတ်ဘူးသို့တော့နှစ်ဖက်စလုံးကသတင်းထုတ်မယ်ရရထုတ်မယ်ဆိုရင်တော့ဒီသတင်းထွက်လာမယ်မဟုတ်ရင်နှစ်ဖက်စလုံးကသတင်းမထုတ်ဘူးကွာဆိုရင်လည်းဒီသတင်းမထွက်ဖက်နဲ့တိုင်ရှိုလေးပြီးသွားမယ်ဥပမာဆိုတက်ဆင်းနဲ့ဗိုလ်ချုပ်မှုကြီးနဲ့တွေ့ခဲ့တာသူသတင်းမှမထုတ်တာဒါပေမဲ့တက်ဆင်းကနောင်ကြမှာပြောလို့သိသွားတာထိုင်းမှာတက်ဆင်းနဲ့ဗိုလ်ချုပ်မှုကြီးတွေ့ခဲ့တယ်ဘယ်သူမှသတင်းမထုတ်တယ်မသိလိုက်ဘူးအဲ့တော့ကျွန်တော်တို့နောက်မှသိတယ်တက်ဆင်းကပြောတော့မှသိတယ်ဆိုတော့ဗာလဲဆိုတော့တွေ့ဆုံမှုရှိကောင်းရှိနိုင်တယ်ကျွန်တော်ကတော့ကောက်ချက်ချတာဗိုလ်ချုပ်မှုကြီးနဲ့ရှီဂျီပင်နဲ့တွေ့ဖို့တွေ့နေတယ်ဒါပေမဲ့ဒါတွေက state visit အဆင့်မဟုတ်တဲ့ဒီပွဲတစ်ခုမှာနှစ်ယောက်တွေ့လို့စုံလို့ကိုကြီးရှိနေကောင်းလားညီလေးမင်းအောင်လိုက်နေကောင်းလားပြန်လာသူတို့ပြောကြမယ်ဒါပြောကြပြီးတော့ okay ငါတို့ silent meeting ဆုံးကြအောင်ဆိုရင်ငါတို့15မိနစ်လောက်နိုင်ဖို့လောက်ဆုံးကြအောင်ဆိုနိုင်ဖို့လောက်ဆုံးမယ်မင်းနေကောင်းရင်လည်းချက်မှရင်လည်းငါတို့နောက်ဆုံး2020နောက်ဆုံးတွေ့ကြတော့မင်းတို့နိုင်ငံအခြေအနေကဘယ်လိုရှိတယ်မင်းတို့အဲ့တော့မင်းဘာလေးမင်းအဲ့တော့ဘယ်လိုလေးဘာလေးတော့တာလေးဘယ်လိုဘာလေးပြောတာလေးမင်းဘယ်လိုစားငါမှတ်မိတယ်အပြန်လန်သူတို့ပြန်ပြီးနှွေးတာပြန်နှွေးရမှာပေါ့နော်အချင်းချင်းရဲ့ရင်းနှီးမှုပြန်ပြီးတော့နှွေးရတာပေါ့ပြန်ပြီးနှွေးတာနှက်လောက်အောင်မဟုတ်ရင်ကြဟိုစိတ်လို့ဖြစ်ဒသိမ့်လို့ဖြစ်နေအဲ့တော့ပြန်ပြီးလောက်အောင်ဗိုလ်ချုပ်ကြီးဘက်ကလည်းပြင်ဆင်လိမ့်မယ်ရှီကြီးဘက်ကလည်းပြင်ဆင်လိမ့်မယ်ဖြ
ဖြစ်နိုင်ခြေရှိတော့တွေ့ကိုတွေ့လိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းထားတယ်ဒါတစ်ချက်ပေါ့နော်ဆိုတော့အဲ့ဒါပြီးရင်နောက်တစ်ဆင့်ပါလာမလို့ဆို state basics အဆင့်ကိုရှီဂျင်းမင်းကမြန်မာပြည်လာတာသူမြန်မာဗိုလ်ချုပ်ကြီးကရှီဂျင်းမင်းရဲ့တရုတ်ပြည်ကိုသွားတာနှစ်ခုတည်းတစ်ခုတည်းကဖြစ်လာနိုင်ကြီးလေရှိတယ်ဒါပေမဲ့ကျွန်တော်ပြောရတာတစ်ခုရှိတယ်တရုတ်သမ္မတရှီဂျင်းမင်းဒီမြန်မာခေါင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုတရုတ်ပြည်မှာကော်စောနီခင်းကျူဖို့အတွက်ရွေးကောက်ပွဲမဖြစ်မနေလုပ်ခိုင်းလိမ့်မယ်ရွေးကောက်ပွဲဖြစ်ပြီးတော့မှရွေးကောက်ပွဲနဲ့တက်လာမယ်အစိုးရကြမှာအဲ့အစိုးရဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဖြစ်တယ်ဆိုလဲအဲ့ကြိုင်သူကကော်စောနီခင်းကျူလိမ့်မယ်အဲ့ဒီအဆင့်ကိုတီကိုစောင့်ရလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ကျွန်တော်မှန်းဆတယ်ပေါ့နော်ဆိုတော့လောဆယ်ဒီရုရှားမှာရှီဂျင်းပင်နဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တွေ့နိုင်ချေရှိသားလို့မေးရင်တွေ့နိုင်ချေရှိတယ်လို့ပဲလူလိုချင်းတစ်လုံးနဲ့ပဲပြောပါမယ်နော်အလေကောင်မှသူတို့ချင်းညှိကြနိုင်ကြပြောကြဆိုကြတယ်ရှိလိမ့်မယ်နော်အဲ့တော့ဘသူကအပေါ်စီကနေပြီးညှိမလဲဘသူကအောက်ကညှိမလဲနှစ်ဖက်အပြန်လန်းဘေးတိုက်ညှိမလားအဲ့ဒါတွေအကုန်လုံးတော့အထဲမှာညှိနေတဲ့အဖွဲ့ကတခြားလုပ်လိမ့်မယ်မြန်မာတန်တမာရေးရနဲ့ဟိုတန်တမာရေးရချင်းစကားပြောလိမ့်မယ်ပြီးတော့ရှီဂျင်းပင်နောက်ပေါက်မဲ့လူနဲ့ဒီဘက်ဗိုလ်ချုပ်ကြီးနောက်ပေါက်မဲ့လူကြားမှာလဲသူတို့ချင်းအပြန်လန်း contact လုပ်တာရှိလိမ့်မယ်ပြောနေဘသူကအကြားတွေကကြားကံအလုပ်တဲ့သူတွေတော့ကျွန်တော်မသိဘူးအဲ့ဒါရှိလိမ့်မယ်လို့ကျွန်တော်ခံမှန်းနေပေါ့နော်ဆိုတော့လောလောဆယ်တော့တရုတ်သမ္မတကလည်းရင်ပြင်းချီတဲ့ပွဲကိုတက်မယ်လို့အတည်ပြုပေးလိုက်ဖြစ်ပါတယ်ဗိုလ်ချုပ်မှုကြီးလည်းတက်မယ်လို့အတည်ပြုထားတယ်လို့ကြားတယ်အဲ့တော့ပွင့်လင်းပြောရင်တော့အမေရိကန်သမ္မတတော့မလာဘူးလို့ကြားပါတယ်အမေရိကန်သမ္မတတော့မလာဘူးလို့ကြားတယ်မလာဘူးဆိုတော့အမေရိကန်သမ္မတမလာတဲ့အတွက်ဗိုလ်ချုပ်မှုကြီးသမ္မတနဲ့တော့ဒီလိုပွဲထဲမှာဒီလိုတယောက်တော့မြင်လာပြီးလို့ဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒီကြတာတော့တရုတ်သမ္မတရှီဂျင်းပင်နဲ့ဗိုလ်ချုပ်မှုကြီးနဲ့ကတော့ကျွန်တော်ရဲ့ခံမှန်းချက်နိုင်ငံရေးဘေးရင်ပေါ့ဗျာနိုင်ငံရေးဘေးရင်ကပြောမှဆိုတော့တွေ့ကြလိမ့်မယ်လို့ခံမှန်းထားပါတယ်နော်ဒါလေးတစ်ခုပါအဲ့တော့နောက်ဆုံးတစ်ခုကတော့